vibration ဆိုတာလက်ရှိဘဝရဲ့ master key တစ်ခုပဲဒါအောင်မသိလို့ရှိရင်ဘဝမှာဘာမှလုပ်လို့မရအခုလက်ရှိကိုယ့်ရဲ့ဘဝကိုပုံမကောင်းမွန်လုပ်ချင်တဲ့ဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုစောင့်အောင်ကြည့်သွားလိုက်မင်္ဂလာပါကျွန်တော်အခု Go Vibe Go Life စာအုပ်ရဲ့ဒုတိယပိုင်းလေးကိုဆက်လက်ပြီးတော့ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့တာဖြတ်သန်းနေတဲ့စိတ်အခြေအနေတွေကတကယ်တမ်းကျတော့စွမ်းအင်တုန်ခါမှုနှုန်းဒါမှမဟုတ် vibration တွေပဲဒီနေ့မှာတော့ဘဝလေးကိုကောင်းမွန်တဲ့အရာတွေတန်လိုက်လို့ဆွဲယူပေးနိုင်တဲ့ high vibration အလေးအထားတွေအကြောင်းကိုတစ်ချက်ချင်းပြောပြပေးသွားမှာပါ vibration ဆိုတာလက်ရှိဘဝရဲ့ master key တစ်ခုပဲလူတစ်ယောက်ဟာမြင်မာတဲ့တုန်ခါမှုနှုန်းမှာရှိနေရင်စိတ်ချမ်းသာမှုကအလိုလိုရောက်လာတတ်တယ်လို့သူ့ဘဝလေးကိုလည်းကောင်းမွန်တဲ့အခွင့်အလမ်းတွေတဖွဲဖွဲရောက်လာတတ်ပါတယ်ဒါကြောင့်လူတစ်ယောက်ရဲ့တကယ်ထားခဲ့ကငွေကြေးတွေမကဘဲနဲ့စိတ်လက်ပေါ့ပါကြည်နူးနေတဲ့ high vibration အခြေအနေကိုရောက်အောင်သွားဖို့ပဲဖြစ်ပါတယ်စိတ်ဝင်စားဖို့ကောင်းတာကလူတစ်ယောက်ဟာသူ့ရဲ့စိတ်ခံစားမှုကိုလှုပ်ဆောင်ချက်တွေကနေတဆင့်ပြောင်းလဲလို့ရတယ်ဆိုတာပဲဒါပေမဲ့ဒီနေရာမှာအုပ်စုနှစ်စုကွဲသွားပါတယ်အချို့အလေးထားတွေကရေရှည်အတွက်ဖြစ်ပြီးတော့အချို့ကတော့ခဏတာစိတ်ဖြည့်စည်းတွေပဲဖြစ်နေတတ်ပါတယ်ဥပမာပေးရရင်လူတစ်ယောက်ဟာတစုံတဦးနဲ့စိတ်အခက်မသိလို့စိတ်ညစ်နေတဲ့အခါတခြားတငယ်ချင်းတွေနဲ့တွားကဲတာမျိုးတချင်းအကျယ်ကြီးနားထောင်တာဒါမှမဟုတ်တချင်းအော်ဆိုလိုက်တာအားကစားလုပ်တာမျိုးတွေနဲ့စိတ်ထွက်ပေါက်ရှာတတ်ကြပါတယ်ဒါဟာစွမ်းအင်ကိုခဏတာမြင့်တင်ပေးနိုင်တာမှန်ပေမဲ့အဲ့ဒီလိုလုပ်ပြီးတာနဲ့စိတ်မကျေနပ်မှုတွေမပျော်ရွှင်မှုတွေကရှေ့မှာပြန်ဆောင်နေတတ်တယ်ဘာဖြစ်လို့လဲဆိုတော့ဒါစိတ်ထဲကပြဿနာအမြင့်ပြောင်ဖြေရှင်းတာမဟုတ်ဘဲနဲ့ခိတ္တခဏလေးမေ့ထားလိုက်ရုံပဲရှိသေးလို့ပါဗျာဒါဆိုရင်ပြဿနာတွေကိုခိတ္တခဏရှောင်လွှဲနေမယ်အစားရေရှည်အတွက်တကယ်ထိရောက်တဲ့နည်းလမ်းကဘာဖြစ်မလဲအဖြေကတော့ meditation ပါတရားရှုမှတ်ခြင်းပါပဲဒါဟာအချိန်ခဏလေးပေးလိုက်ရုံနဲ့ရတဲ့ယာယီစိတ်ဖြေစင်မျိုးမဟုတ်ဘဲနဲ့အချိန်ကြာလာတဲ့အမျှလူတစ်ယောက်ရဲ့အုံနောက်လှုပ်ဆောင်ပုံကိုပါအခြေခံကနေလုံးဝပြောင်းလဲပြစ်နိုင်တာမျိုးပါထူးခြားချက်ကတရားရှုမှတ်ခြင်းနဲ့မိမိကိုယ်ကိုပြန်လဲစမ်းစစ်တာဟာနှိမ်ကျနေတဲ့စိတ်ခံစားမှုတွေကိုမြင်မာတဲ့တုန်ခါမှုနှုန်း higher state အဖြစ်ပြောင်းလဲပေးနိုင်စွမ်းရှိပါတယ်ဥပမာဆော့ပြောခဲ့တဲ့တငယ်ချင်းနဲ့အစင်မပြေဖြစ်တဲ့ကိစ္စမျိုးမှာဆိုရင်တရားရှုမှတ်တဲ့သူကအရင်လိုစိတ်တူစိတ်ညစ်ပြီးကြံရစ်နေမဲ့အစားအဲ့ဒီအခြေအနေကိုပို့ပြီးတော့အပြုသဘောဆောင်တဲ့ဘက်ကနေမြင်တတ်လာဖို့ကူညီပေးပါလိမ့်မယ်ဒီတရားရှုမှတ်ခြင်းအကြောင်းကိုတော့ကျွန်တော်နောက်ပိုင်းဗီဒီယိုတွေမှာအသေးစိတ်ထည့်ရှင်းသွားပေးသွားမှာပါဘာလို့လဲဆိုတော့အရာအလုံးဟာစွမ်းအင် energy တွေဖြစ်တဲ့အတွက်ကိုလှုပ်ဆောင်သမျှအရာတိုင်းကကိုယ့်ရဲ့တုန်ခါမှုနှုံးကိုတနည်းမဟုတ်တနည်းတရားမှုရှိနေလို့ပါကိုယ့်ရဲ့အတွေ့အခေါ်အကောင်းမြင်ဘက်ပြောင်းလဲတာနဲ့လှုပ်ဆောင်ချက်အသစ်တွေလုပ်တာဟာတကယ်တော့ကိုချစ်ခြင်း self love ရဲ့စိတ်အပိုင်းနေပဲဒါကကိုအကောင်းဆုံးနဲ့အပျော်ရွှင်ဆုံးသူဖြစ်လောင်တိဆောက်ယူနေတာလည်းဖြစ်ပါတယ်အစာပိုင်းမှာတော့ဒါကြီးကခဏလေးပဲအကျိုးထူးတာလားလို့ထင်ရနိုင်ပေမဲ့ရေရှည်မှာတော့ဒီဇိုင်းမတ်လှုပ်ဆောင်သွားရင်ထာဝရတည်မြဲတဲ့ရလက်ကောင်းတွေပေးစွမ်းနိုင်မဲ့အလေးထားအသစ်တွေအများကြီးရှိပါသေးတယ်ဒါကြောင့်ဒီနေ့ကစပြီးတော့အလေးထားအသစ်တွေကိုကျွန်တော်တို့အတူတူပြိုးထောင်ကြည့်အောင်အရာအလုံးက energy ပဲကျွန်တော်တို့အမြဲသတိထားရမှာကဒီကမ္ဘာပေါ်မှာရှိသမျှအရာအလုံးဟာစွမ်းအင်တွေပဲဒါကြောင့်လူတယောက်လှုပ်ဆောင်သမျှအသေးအဖွဲကိစ္စကအစားသူ့ရဲ့တုန်ခါမှုနှုန်း vibration ကိုတနည်းမဟုတ်တနည်းတွားပြီးတော့တရားမှုရှိနေတာပါကိုယ့်ရဲ့အတွေးခေါ်ကိုအပြူသဘောဆောင်တဲ့ဘက်ပြောင်းလဲတာအလေးထားတဲ့တွေလောက်တာတကယ်တော့သူတစ်ပါးအတွက်လုံးဝမဟုတ်ဘူးနော်ဒါတကယ်ကိုချစ်ခြင်းပဲအဲ့တော့ self love ရဲ့အခြေခံအကျဆုံးအစိပ်ပိုင်းနေပဲပေါ့ကျွန်တော်တို့ကကိုယ်နဲ့အမြဲတမ်းအတူတူရှိနေတဲ့လူ9ယောက်ရဲ့ပြန်မျှတန်ဖိုးပဲဖြစ်ပါတယ်ဒါကြောင့်ဒီနေ့မှာတော့ကျွန်တော်တို့ရဲ့စွမ်းတွေကိုမြင့်တင်ပေးမယ်ပထမဆုံးရှိုးချက်ကဘာဖြစ်မလဲဆိုတော့ဆက်ကြည့်အောင်ပထမတစ်ချက်ကတင်းထက်စွမ်းအင်တုန်ခါမှု vibration မြင့်မာတဲ့သူတွေအမြဲတမ်းစိတ်လက်ပေါ့ပါပျော်ရွှင်နေတဲ့သူတွေကြားမှာနေထိုင်ဖို့ပါပဲဘာလို့လဲဆိုတော့စွမ်းအင်ဆိုတာကူးဆက်တက်လို့ပါဒါစိတ်ကွင့်ပြောနေရလုံးဝမဟုတ်ပါဘူးသူတေသနာပြောချက်တွေကအပင်ငယ်လေးတွေတောင်မှသူတို့အနာကတခြားအပင်တွေစီကနေစွမ်းအင်ကိုရယူနိုင်တယ်လို့ဆိုထားပါတယ်အပင်တွေတောင်ရနိုင်ရင်အသိဉာဏ်ရှိတဲ့ကျွန်တော်တို့လူသားတွေမှာလည်းဒီလိုစွမ်းရည်မျိုးရှိနေမှာအသေးချာပါပဲပေါ့ဒါကြောင့်စိတ်ဓာတ်ကျနေတဲ့အခါမျိုးမှာကိုယ်ထက်စိတ်ဓာတ်မြင့်မားတဲ့သူတွေနဲ့အတူရှိနေဖို့ကြိုးစားကြည့်ပါသူတို့စီမှာကောင်းမွန်တဲ့စွမ်းရည်တွေကိုစိုးယူနိုင်မှုအခွင့်အလမ်းတွေအများကြီးရှိပါတယ်လေဗျာလူတယောက်ကိုတွေးလိုက်တာနဲ့တခုခုလွဲနေပြီဆိုတဲ့ခံစားချက်မျိုးကျွန်တော်စိတ်ထဲမှာဖြစ်ကူးကြလား
အဲ့ဒါသူတို့စီကထွက်တဲ့ vibration ကိုကိုယ်စိတ်ကတိနေတာပဲအဲ့ဒီလိုပဲအပြူသဘောဆောင်တဲ့သူတွေနဲ့အတူရှိတဲ့အခါသူတို့ရဲ့ good vibes တွေကကျွန်တော်စီကိုကူးဆက်လာပြီးတော့ကျွန်တော်ရဲ့ခံစားမှုကိုချက်ချင်းပြောင်းလဲသွားစေနိုင်ပါတယ်ဒါနဲ့မကသေးပါဘူးအပြူသဘောဆောင်တဲ့သူတွေဟာကျွန်တော်ရဲ့ပြဿနာတွေအပေါ်ကျွန်တော်ကိုယ်တိုင်မမြင်နိုင်တဲ့အမြင်သစ်တွေပေးနိုင်ပြီးတော့ကျွန်တော်ကိုအကောင်းမြင်တဲ့ရှိတောင်ကူညီပေးမှာပါအစိတ်တောက်ဖြစ်စေတဲ့ပေါင်းခြင်းကနေရုံးထွက်ပြီးတော့ good vibes တွေရှိတဲ့ပေါင်းခြင်းကိုပြောင်းရွှေ့ခြင်းလည်းကြည့်လိုက်ပါတခုမေးကြည့်မယ်နော်ကျွန်တော်စိတ်ညစ်နေတဲ့အခါမှန်တဲ့ကိုကြည့်ပြီးတော့အတင်းအဓမ္မပြုံးကြည့်ဖို့လားမရေချင်မဲရေရာကအပိုလုံးလို့ထင်ရပါမယ်တကယ်တော့ဒါကအုံနောက်ကို hacking လုပ်နေတာဒုတိယချက်ကတော့ကျွန်တော်ရဲ့ body language ကိုပြောင်းလဲဖို့ပဲစိတ်ညစ်နေတဲ့အချိန်မှာပြုံးဖို့ဆိုတာတကယ်တော့မလွယ်ဘူးလုံးဝမလွယ်ဘူးဒါပေမဲ့သူတွေတနာတွေအရာအတူအယောင်ဖြစ်ပြုံးလိုက်တာ fixed mind ပေါ့ဗျာဒါကအုံနောက်ကိုငါပျော်နေပြီလို့ထင်အောင်ထင်မှန်းဖြစ်စီပါတယ်အဲ့ဒီအုံနောက်ကစိတ်ကိုကြည်နူးစေတဲ့ endorphins hormone တွေကိုအလိုလိုထုတ်ပေးလိုက်တာပါတဲ့ဒါဟာမဖြစ်သေးခင်မှာဖြစ်နေတယ်လို့ဟန်ဆောင်ပြီးတော့လုပ်တဲ့သဘောတရားပဲexample တစ်ခုအနေနဲ့ဆိုလို့ရှိရင်ကမ္ဘာကျော်လက်ဝိတ်သမားဖြစ်ခဲ့မှုတဲ့မိုဟာမက်အလီကိုကြည့်ကြည့်ပါသူကချန်ပီယံမဖြစ်ခင်ကတည်းကငါအတော်ဆုံးပဲလို့သူ့ကိုယ်သူဟန်ဆောင်ပြီးတော့ယုံကြည်ခဲ့တာပါနောက်ဆုံးမှာတော့သူတကယ်ဖြစ်လာတာပဲလေနော်လူမှုစိတ်ပညာရှင်အမီကာဒီရဲ့လေ့လာချက်ကတော့တကယ်အံ့ဩစရာပဲ power pose လို့ခေါ်တဲ့ယုံကြည်မှုရှိတဲ့ကိုယ်ဟန်အနေအထားဥပမာလက်နှစ်ဖက်ကိုခါထောက်ပြီးရှင်ဘက်ဖွင့်ရက်တာမျိုးဒါမျိုးကိုတစ်နေ့2မိနစ်လောက်လှုပ်ပေးရုံနဲ့ကိုယ့်ကိုယ်ကိုယုံကြည်မှုတိုးစေတဲ့ testosterone hormone ကို 20% တိုးလာပြီးတော့စိတ်ဖိစီးမှုဖြစ်စေတဲ့ cortisol hormone ကို 25% လျော့ကျစေပါတယ်တဲ့ဒါကြောင့်ကျွန်တော်စိတ်သက်ကြနေပခုံးကြီးကိုတွန့်ပြီးထိုင်နေနဲ့မြင်အောင်ပြောရရင်မြောက်ထိုင်ထိုင်နေနဲ့ပေါ့ဗျာအပြင်ပန်းကိုဟန်အနေအထားကိုအရင်ဆုံးပြောင်းလဲပစ်လိုက်တာကအတွင်းစိတ်စွမ်းအင်ကိုမြင့်တက်လာစေပြီးတော့တကယ်ယုံကြည်မှုအစစ်မှန်ဖြစ်လာအောင်ကူညီပေးပါလိမ့်မယ်တခါတလေဘာအကြောင်းပြချက်မှမရှိဘဲနဲ့ဘာမှမလုပ်ချင်တော့အောင်မောပန်းနေတာမျိုးကြုံမှုလားအဲ့ဒါကကျွန်တော်တို့ရဲ့စွမ်းအင်ကြီးကုန်ခန်းနေပြီလို့ကျွန်တော်တို့ခန္ဓာကိုယ်တတိပေးနေတာပဲတတိယအချက်အနေနဲ့ကတော့ကိုယ့်ကိုအနားယူခြင်းပေးဖို့ကျွန်တော်တို့ကလူမှုပတ်ဝန်းကျင်နဲ့အလုပ်တွေကြားမှာအချိန်ကုန်လွန်ရင်းနဲ့ people out ဖြစ်လာတတ်ကြတယ်လူတွေနဲ့တွေ့ရတာအများများပြီးတော့စွမ်းရည်နေကုန်သွားတယ်အထူးသဖြင့်အေးဆေးဆေးနေတတ်တဲ့ introvert တွေအတွက်ဆိုရင်တကူတဲ့အနားယူအချိန်ဟာမဖြစ်မနေလိုအပ်ပါတယ်တခါတရံမှာကဘာကြီးနဲ့ခိတ္တအဆက်အသွယ်ဖြတ်ပြီးတော့ကိုယ့်ကိုယ်ကိုပြန်လဲစွမ်းအင်ဖြည့်ဖို့ reset လုပ်ဖို့လိုအပ်တယ်ဒါကပြင်းတာမဟုတ်ဘူးနော်ရှေ့ဆက်ဖို့အားမွေးရတဘာဝပေါင်းခြင်းမှာအချိန်ဖြုံးခြင်းကစိတ်ကျန်းမာရေးကိုတိတိတလားကောင်းမွန်စေတယ်လို့တက်တည်ပြထားတာရှိပါတယ်တစ်ပင်အောက်မှာထိုင်တာအေးစစ်စစ်လမ်းလျှောက်တာဒါမှမဟုတ်မနက်ခင်းနေရောင်ကြီးခံယူတာတွေကကျွန်တော်တို့အုံနောက်ထဲမှာစိတ်ကိုတည်ငြိမ်အေးချမ်းစေတဲ့ serotonin hormone တွေကိုတိုးပွားစေပါတယ်တဘာဝတရားအခမရအကောင်းဆုံးကုထုံးတစ်ခုပဲเนาะဒါကြောင့်အမြဲတမ်းပြေးလွှားလုံးနေမယ်အစားတခါတလေတော့လေဖုံးကိုချလူပေါင်းခြင်းကိုခက်တထားခဲ့ပြီးတော့ကျွန်တော်ရဲ့စိတ်ဆွဲရင်းကိုပြန်ဖြည့်လိုက်ဖို့လိုအပ်ပါတယ်စတုဒ္ဒအချက်ကတော့ကျွန်တော်တို့ကအမြဲတမ်းတက်ကြွလန်းဆန်းစေတဲ့ inspiration တွေရှာဖွေဖို့ပါအခုခေတ်စိတ်ကူးစိတ်တန်ရနိုင်တဲ့နည်းလမ်းတွေမှာအများကြီးရှိတယ် Paulo Coelho ရဲ့ The Alchemist ကျွန်တော်တို့ဆရာညီညီနိုင်ဘာသာပြန်ထားတဲ့တိုးကျောင်းသားနဲ့သိသိရှင်စာအုပ်တွေ focus တွေဒါမှမဟုတ် Will Smith ရဲ့ The Pursuit of Happiness လို့ရုပ်ရှင်တွေကစိတ်သက်ကြနေသူတယောက်အတွက်တော့အားစီတစ်ခွက်ပဲဒီစာအုပ်ကိုရေးထားတဲ့စာရေးသူရဲ့ဘဝမှာလည်းလမ်းပြောက်ခဲ့မှုတဲ့အချိန်တစ်ခုရှိပါတယ်တဲ့အဲဒီတော့ငါစိတ်သက်ခွန်အားကိုဖြည့်ဖို့အတွက်သူ T-shirt လုပ်ငန်းတွေလုပ်ဖို့အလုပ်ကနေထွက်တယ်ကိုပိုင်ငွေကိုအကုန်ရင်းပြီးတော့ရပ်ပိုင်းအတွင်းအကုန်ရောင်းကုန်ပါပဲလို့သူယုံကြည်ထားတာပေါ့ဒါပေမဲ့တကယ်လက်တွေ့မှာတော့လုံးဝမဖြစ်လာဘူး T-shirt တွေကရောင်းမထွက်ဘဲနဲ့ကိုယ့်ရဲ့စွမ်းရည်ပေါ်ယုံကြည်မှုတွေစပြောက်လာတယ်သူ့မိဆိုလို့ရှိရင်လည်းအိမ်ဈေးအတွက်အလုပ်ပြန်ရှာဖို့ပြောလာတဲ့အခါ PR တွေအရင်ကြီးမှနေပေါ့အဲ့လူတယောက်ကကိုယ့်ကိုအတန်တယောက်ဝင်လာပြီဆိုရင်ဆင်းရဲဒုက္ခပင်လယ်တွေကိုမြင်ဆန်ဆန်ကြာဆင်းသွားတတ်ပါတယ်တဲ့အဲ့လိုနှိမ့်ကြတဲ့ low vibration မှာကြာနေကျွန်တော်တို့အတွက်အနေရများတယ်တခုခုတော့လုံးဝဖြစ်တော့မယ်ဆိုတော့အသိစိတ်နဲ့ verse king က audio books တွေနားထောင်တယ် motivation စာအုပ်တွေဖတ်တယ်လုပ်ငန်းရှင်တထေးတွေနဲ့စကားပြောဖြစ်တယ်ဒီအခါမှာ तू တခုသိလိုက်ရတာကကြီးကျယ်တဲ့အောင်မြင်မှုတွေရနေတဲ့သူတိုင်းမှာ
ကြီးမားတဲ့ရှုံးနိမ့်မှုတွေကိုရင်ဆိုင်ခဲ့ကြရတယ်ဆိုတာပဲတကယ်တော့သူ့ရဲ့ T-shirt လုပ်ငန်းကမအောင်မြင်ဘူးဒါပေမဲ့အဲ့ဒီရှုံးနိမ့်မှုကနေပြီးတော့သူ့အတွက်အရန်အကျိုးရှိတဲ့ပြောင်းလဲမှုအများကြီးရလိုက်တယ်စိတ်ကူးစိတ်သန်းတွေရှိနေတဲ့အခါကျွန်တော်တို့ဘဝမှာဥတီချက်အတွက်စိတ်အားတက်ကြွလာပြီးတော့ငါဘာတွေဆက်လုပ်နိုင်သေးလဲဆိုတဲ့အခွင့်အလမ်းတွေကိုကျွန်တော်တို့မြင်လာအဓိကတော့ကိုယ်တိုင်လက်လျှော့မှအဲ့ဒီရှုံးနေမှုကအပီးအပိုင်ဖြစ်သွားတာဒရမာတွေကြားထဲမှာကျွန်တော်တို့စွဲနေတယ်လုံးဝအဆုံးရှုံးမခံနဲ့ဒရမာဆိုတာက TV ဇလန်းတွေနဲ့အတွက်ပဲတကယ်လက်တွေ့ဘဝမှာတခြားသူတွေလောက်တာလုပ်ပါစေအဲ့ဒီဒရမာတွေထဲမှာကိုဝင်ပါနေဖို့အချိန်မရှိဘူးလူတိုင်းဟာတစ်ချိန်မဟုတ်တစ်ချိန်မှာအတင်းအဖျင်းပြောတဲ့အထည်ပါသွားတတ်တယ်တခါတလေကိုယ်တိုင်တော့မသိလိုက်ပဲပါသွားတတ်တယ်အဆိုးဆုံးကတော့ဗျာလူအတော်များများကအတင်းပြောရတာကိုအပန်းဖြေမှုတစ်ခုလိုမျိုးထင်နေကြတာပဲတခြားသူတွေရဲ့သတင်းအတူထွားတွေကိုနားထောင်ရတာပြန်ဖြန်းရတာတွေကိုအရင်သဘောကျဒါပေမဲ့ဒါကကျွန်တော်တို့ရဲ့ vibration ကိုအမြန်ဆုံးကြောက်တဲ့တွန်းချနေတဲ့နီလန်ပဲဆိုတော့အတင်းအဖျင်းပြောတာလုံးဝရှောင်ပါအဝေးဆုံးမှာနေပါတကယ်တော့ဒီအတင်းပြောတယ်ဆိုတာကကျွန်တော်တို့ရဲ့အတ္တ ego ကိုအစာကျွေးတာတခြားသူဝေဖန်လိုက်ရလို့ကိုပိုတာသွားတယ်လို့ခံစားရတဲ့အပေါ်ယံစိတ်ကြည်နပ်မှုမျိုးဒီလိုဝေဖန်မှုတွေကမုန်းတီးခြင်းတွေကနေဖြစ်လာတာဖြစ်ပြီးတော့ဒါအိမ်ဆုံးစွမ်းရင်အခြေအနေတစ်ခုပဲကျွန်တော်ဘဝတွေကိုမနှိမ့်မြုပ်ဖွယ်ရတယ်အတွေ့အကြုံအသစ်တွေကိုဖိတ်ခေါ်နေတဲ့အရာတစ်ခုပဲစကလုံးတိုင်းမှာစွမ်းအင်ရှိတယ်ရှေးဟောင်းအိန္ဒိယဆေးပညာမှာတော့အတင်းအဖျင်းပြောတာကခန္ဓာကိုယ်ရဲ့စွမ်းအင်ဗဟိုချက်တွေကိုပိတ်ဆို့စေတယ်လို့ဆိုထားတာရှိတယ်နော်ကျွန်တော်တို့ထုတ်လွှင့်လိုက်တဲ့စကလုံးတိုင်းမှာ vibration ရှိတယ်တခြားသူအကြောင်းစိုးစိုးဝါးဝါးတွေပြောနေတဲ့အခါဆက်ကြောက်လာတွေကို negative energy တွေလွတ်လိုက်တာမို့လို့ကျွန်တော်တို့ရဲ့ဘဝမှာစိတ်မချမ်းမြေ့စရာတွေပြန်ရောက်လာလိမ့်မယ်အဲ့ဒါမယုံမရှိရင်တော့စမ်းကြည့်လို့ရတယ်ကြည့်လိုက်လေအခုမီဒီယာတွေဆိုလို့ရှိရင်တခြားသူတွေရဲ့ကန်ဆိုးမိုးမောင်ကြားမှုတွေမကောင်းမှုတွေကိုအရေးနှီးလုပ်ပြီးတော့အတင်းချင်းတွေနဲ့အမျက်ထုတ်နေကြတာဒါကိုလူတွေကလည်းစိတ်ဝင်စားအားပေးရဗျာဒါပေမဲ့စဉ်းစားကြည့်ကိုယ်တိုင်ကသာအဲ့လိုအတင်းပြောခံရတဲ့သူဖြစ်လိုက်ဘယ်လိုခံစားရနိုင်မလဲခံစားမှုတဲ့သူတိုင်းနဲ့ကိုချင်းစာတတ်တဲ့သူတွေပဲသိမှာအဲ့ဒီရတာကိုဘူးမှမကြိုက်ဘူးဒါကိုဘယ်လိုရှောင်မလဲဒါကြောင့်အတင်းပြောနေတဲ့အဝိုင်းတွေကိုတွေ့ဝေးဝေးရှောင်ဒါမှမဟုတ်ရင်လည်းစကားဝိုင်းကိုအပြူသဘောဆောင်တဲ့အကြောင်းအရာဘက်ရောက်လမ်းကြောင်းပြောင်းပေးလိုက်အတင်းပြောပြီးချိန်ကုန်နေတဲ့သူတွေကများသောအားဖြင့်ဘယ်လိုလွေလဲညီးတွားတတ်တဲ့သူတွေသူတို့ရဲ့ drama တွေနဲ့ပါသွားရင်ကိုယ့်ဘဝကိုစိတ်ပြက်အောင်လုပ်လို့ရတဲ့အရာတွေအများကြီးရောက်လာလိမ့်မယ်အဲ့တော့ကျွန်တော်တို့ရဲ့တန်ဖိုးရှိတဲ့ပျော်ရွှင်မှုတွေဘာဖြစ်လို့ဒီလိုအသေးပဲမရှိတဲ့အရာတွေအတွက်အဆုံးရှုံးခံပါလဲနောက်တစ်ချက်ကကိုစားလိုက်တဲ့အရာကကိုယ့်ရဲ့ခန္ဓာကိုယ်ပဲလို့ပြောတာကိုကြားဘူးလားဒါပေမဲ့ပိုပြီးလေးလေးနက်နက်ပြောရရင်ကျွန်တော်တို့စားလိုက်တဲ့အရာကကျွန်တော်တို့ရဲ့ vibration ကိုထိန်းချုပ်ပြီးတော့အဲ့ဒီ vibration ကမှကျွန်တော်တို့ဘဝကြီးတစ်ခုလုံးကိုပြန်ပြီးထိန်းချုပ်သွားတာ6ခုမြောက်အချက်ကတော့ကျွန်တော်တို့ရဲ့အာဟာရနဲ့ရှည်ကိုတည်တည်ချာချာခယူးဆိုင်ဖို့ပဲလူတယောက်ဟာစားကောင်းတောက်ကောင်းနေမစားဘဲနဲ့စိတ်ချမ်းသာကိုယ်ကျန်းမာဖြစ်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးဒီနေရာမှာစားကောင်းတောက်ကောင်းဆိုတာကအာဟာရရှိတာတွေကိုပြောတာအချို့အစားအစာတွေကိုစားပြီးတဲ့အခါမှာကျွန်တော်တို့ဘာလို့မအီမသာဖြစ်နေတာလဲထိုင်းမိုင်းတော့လဲအချင်းတာလဲဒါကအဲ့ဒီအစားအစာတွေမှာပါတဲ့ low frequency ကြောင့်ဥပမာကျွန်တော်တို့ခဏခဏစားမိနေတဲ့ junk food တွေပါသူတို့ကအရသာရှိအောင်ပြုလုပ်ထားတော့ကျွန်တော်တို့ကအလွန်စားတယ်ကြိုက်တယ်ရလက်ကဘာလဲဆိုရင်စိတ်ကြည်လင်မှုတွေလျှော့သွားတယ်ကိုယ်လေးချိန်တက်လာတယ်ယောဂပြားတွေတိုးတက်လာတယ်ဒါတွေက junk food တွေလက်ဆောင်ပဲရေဟာလည်းကျွန်တော်တို့ရဲ့စွမ်းအင်စီးဆင်းမှုအတွက်အဓိကကြားတဲ့အထက်မှာပါပါတယ်ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာရေတက်ပြေးဝနေမှကျွန်တော်တို့စွမ်းအင်တုံခါမှုတွေကလွတ်လွတ်လပ်လပ်နဲ့မြင်မာစွာစီးဆင်းနိုင်မှာဖြစ်ပါတယ်ဒါကြောင့်နောက်တစ်ခါအစားတောက်တစ်ခုခုကိုမစားခင်ကိုယ့်ကိုယ်ကိုပြန်ပေးကြည့်ဒီຢာကငါ့ရဲ့စွမ်းအင်ကိုမြင့်တင်ပေးမှာလားဒါမှမဟုတ်ငါ့ကိုထိုင်းမိုင်းသွားစီမှာလားဆိုတာပဲ high vibration ကိုလိုချင်လို့ရှိရင်တော့တဘာဝကပေးတဲ့လက်ဆက်တဲ့အစားအစာတွေကိုပို့ပြီးရွေးချယ်စားသုံးကြည့်ဖို့လိုအပ်ပါတယ်ပေါ့ဗျာ1949ခုနှစ်မှာပြင်သစ်ပညာရှင် Andrew Simondon ကစားအစာတွေမှာကယ်လိုရီတာမကပဲလျှက်စစ်တန်လိုက်လို့ခေါ်တဲ့ vibration စွမ်းအင်တွေရှိတောင်းကိုသူကရှာဖွေတွေ့ရှိခဲ့တယ်တဲ့လူသားတဦးကျန်းမာနေစေဖို့တုံခါမှုနှုန်း6500 Armstrong ရှိဖို့လိုအပ်တယ်လို့ဆိုတာတယ်ဒါနဲ့ပတ်သက်ပြီးတော့အမျိုးအစား၄မျိုးခွဲခြားထားတာကိုတွေ့ရတယ်ပရမတ်အမျိုးအစားမှာဗာလဲဆိုရင်တုံခါမှုအလွန်မြင့်မားတဲ့အစားအစာအဲ့ဒီထဲမှာလက်ဆက်တဲ့ဒီသီးဝလံတွေဟင်းသီးဟင်းရွက်တွေပါတယ်
အစိအစံတွေပါတယ်တန်လွင်သည်အမွန်စေအုံးသည်ဒါတွေပါတယ်မျိုးစားနှစ်ကတုံခါမှုအသင့်တင့်ရှိတဲ့အစားအစာပြုတ်ထားတဲ့ဟင်းသီးဟင်းရွက်နွားနို့ထောပတ်ကြက်ဥပြားရည်ချက်ထားတဲ့ငါမြေပဲစီကြံတကာဝိုင်းမျိုးစားသုံးကတုံခါမှုအလွန်နှိမ့်တဲ့အစားအစာချက်ထားတဲ့အသားများဝက်ဥကြောင်ကော်ဖီလက်ဖက်ရည်ချောကလက်ယိုပြင်ထားတဲ့တိမ်ခင်းနဲ့ပေါင်မုတ်ဖြူမျိုးစားလေးကတော့တုံခါမှုလုံးဝမရှိတလောက်ဖြစ်တဲ့အစားအစာတွေပေါ့မာဂျရင်ထောပတ်အတူအရက်တကြားဖြူနဲ့ဂျုံဖြူဆိုပြီးတော့ခွဲထားတာတွေ့ရတယ်ပေါ့နော်နောက်တစ်ချက်ကရေရဲ့အရေးပါပါကျွန်တော်တို့လူတွေရဲ့ခန္ဓာကိုယ်မှာ60%ကနေပြီးတော့80%ကရေနဲ့ဖွဲ့စည်းထားတာရေသည်ခန္ဓာကိုယ်အတွင်းမှာရှိတဲ့အဆိပ်အတောက်များကိုဖယ်ရှားပေးပြီးတော့တုံခါမှုနှုံးကိုမြင့်မားစေတယ်ခန္ဓာကိုယ်မှာရှိတဲ့ရေဓာတ်မလုံလောက်ရင်ဘာတွေဖြစ်မလဲဆိုရင်တော့အာယုံစူးစိုက်မှုမရဘူးမူးဝေတာဖြစ်မယ်တတိလစ်တာတွေအထိဖြစ်နိုင်တယ်နောက်ပြီးတော့အရက်နဲ့ပတ်သက်ပြီးသတိပေးရရင်တော့အရက်ဒီတုံခါမှုအလွန်နှိမ့်နေလုံးဝမရှိဘူးပေါ့ဗျာ vibration လုံးဝမရှိတဲ့အထက်မှာပါတယ်အရက်ကိုအလွန်ညုံတောက်သုံးခြင်းဒီအသေးကိုပျက်စီးစေုံသာမကအမြင်မှားခြင်းဆိုတဲ့ force perception များကိုလည်းဖြစ်စေပြီးတော့ပုံမှန်ဆိုလို့ရှိရင်မလုံးမိနဲ့မှားယွင်းတဲ့အဆုံးဖြတ်ချက်တွေကိုချမိတတ်တယ်ဒါကြောင့်အရက်ကိုချင်းချင်းတောက်သုံးဖို့နဲ့တန်ရှင်းတဲ့ရေကိုသာအဓိကတောက်သုံးဖို့ကြံပြုထားပါတယ်မကောင်းတဲ့စိတ်ခံစားချက်တွေကိုလှစ်လျူမရှုနိုင်ခြင်းကကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာအစိတ်အတောက်တွေကိုတင်းစည်းထားတာနဲ့အတူတူပဲဒါကြောင့်ကျွန်တော်တို့ခံစားရသမျှကိုနားလည်အောင်ကြိုးစားဖို့အရေးကြီးတယ်စိတ်ကျန်းမာရေးနဲ့ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုမကောင်းတဲ့အတွေးတွေကစိတ်ဓာတ်ကိုကြာဆင်းစေုံသာမကစိတ်ကျန်းမာရေးနဲ့ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါထိခိုက်စေတယ်အစိတ်သင့်စေတဲ့အတွေးတွေရှိနေတဲ့သူဒီအခြားသူတွေထက်စိတ်အနှောက်အယှက်ဖြစ်စေနိုင်ပြီးတော့ကိုယ့်ကိုယ်ကိုလည်းပို့ပြီးတော့ထိကြံစေပါတယ်ဆိုတော့ကျွန်တော်တို့အမှန်တကယ်ဘာကိုခံစားနေရတယ်လဲဆိုတာကိုအရင်ဆုံးသိရှိဖို့လိုအပ်တယ်ဥပမာဝမ်းနေနေလားကြောက်နေလားဒါမှမဟုတ်ကိုယ့်ကိုယ်ကိုလုံခြုံမှုမရှိတယ်လို့ခံစားနေရလားစသဖြင့်ကိုယ့်ကိုဖော်ထုတ်ပါငါဘာလို့ဒီလိုခံစားနေရတာလဲဆိုတဲ့မေးခွန်းကိုကိုပြန်မေးပါကိုတွေးနေတာကအစိုးမြင်အတွေးလားတကယ်အမှန်တရားလားဆိုတာကိုအခြေအနေတစ်ခုပေါ့ဒါကိုပုံကြီးချက်တွေးနေတာလားဆိုတော့တတိပြုပါခံစားချက်တစ်ခုချင်းစီရဲ့နောက်ွယ်မှာနည်းနည်းတဲ့အကြောင်းရင်းတစ်ခုတော့ရှိတယ်စိတ်သက်ကြစေတဲ့အတွေးတွေနေရာမှာခွန်အားဖြစ်စေတဲ့အတွေးတွေကိုအစားထိုးပေးပါငါ့ကိုဘယ်သူမှကြည့်မဆိုင်ဘူးလို့တွေးမဲ့အစားငါကငါချစ်တယ်ဒါဆိုရင်လုံးလောက်ပြီဒီလိုမျိုးပြောင်းပြီးတော့တွေးကြည့်ပါနောက်တစ်ခုမြင်အောင်ကြည့်နောက်အနာဂတ်မှာအလားတူအခြေအနေမျိုးကြုံလို့ရှိရင်မိမိကိုယ်ကိုတည်ငြိမ်နဲ့ဘယ်လိုဖြည့်ရှင်းနေလဲဆိုတာကိုမြင်အောင်ကြည့်ဒီလိုအဖန်တလဲလဲအထက်ထက်လေးကျင်ခြင်းကစိတ်ကိုပို့ပြီးတော့ strong ဖြစ်စေပါတယ်နောက်လာမယ့်အခိုက်အတန့်အကြောင်းကိုတွေးတောနေတဲ့ကိုယ့်ရဲ့စက္ကန့်တိုင်းကလက်ရှိပြစ္ဆုတ်ပံကိုပွေးပိုက်ဖို့ညှင်းဆန်နေရတယ်အတူတူပဲဒါကြောင့်ကျွန်တော်တို့ဘဝကစိတ်ကူးထဲမှာပဲကုံဆုံးသွားမှာဖြစ်တယ်အဲ့တော့စိတ်ကူးထဲမှာပဲမကုံဆုံးမှုအတွက်တေချောင်ယခုပြစ္ဆုတ်ပံခြင်းကိုအလေးထားဖို့လိုတယ်ကမ္ဘာလုံးဆိုင်ရာဒီပညာတိုးတက်လာမှုနဲ့အတူကျွန်တော်တို့လူ့ဖွဲ့စည်းကပေါင်းခြင်းလောကထက်ကိုယ်ရဲ့ကိုယ်ပိုင် electronic ပစ္စည်းတွေထဲမှာပို့ပြီးနေမွန်းလာတယ်ကျွန်တော်တို့ဟာလူချင်းချင်းစကားပြောဆိုတာဒါမှမဟုတ်တုံးကိုတူနွေးနွေးထွေးထွေးဆက်ဆံတာထက်ဖုန်းတွေကိုပို့ပြီးတော့အသုံးပြုလာကြတယ်ဖုန်းနဲ့မျက်နှာနဲ့မကွာတွေဖြစ်လာကြတယ်ဖြိုးရွယ်တစ်ခုသွားလို့ရှိရင်တော့မှကိုယ်တိုင်လက်ရှိအခြေအနေမှာခံစားဖို့ထက်ကင်မရာတွေကနေတဆင်ကြည့်ဖို့ပဲရွေးချယ်လာကြမှတ်တမ်းတင်တာတော့မမှားပါဘူးဒါပေမဲ့ဖုန်းမျက်နှာပြင်ကတဆင်ပဲဘဝကိုကြည့်နေတာဟာလက်ရှိအခိုက်အတန့်ရဲ့တကယ်အနှစ်သာရကိုဆုံးရှုံးလိုက်ရတာပဲအဲ့တော့ကျွန်တော် meditation နဲ့ပတ်သက်ပြီးတော့ပြန်သွားကြည့်မယ်ဗျာ meditation ဆိုတာဘာလဲကျွန်တော်ကိုယ်တိုင်လည်းတရားမှတ်ဖို့ဆိုလို့ရှိရင်ကြောက်ခဲ့ဘူးတယ် meditation လုပ်ဖို့ကိုကြောက်ခဲ့ဘူးတယ်အချိန်ကုန်တယ်လို့ထင်ခဲ့ဘူးတယ်ဒါပေမဲ့တကယ်အမှန်တရားက meditation လုပ်တယ်ဆိုတာအတွေးတွေကိုရှင်းထုတ်တာမဟုတ်ဘူးအာယုံစူးစိုက်တာ concentration လုပ်တာပြစ္ဆုတ်ပံတက်မှာတတိရှိနေတာကို meditation လုပ်တယ်လို့ခေါ်တာကျွန်တော်တနေ့15မိနစ်ရက်ပေါင်း30တိတိတရားမှတ်ကြည့်ခဲ့ဘူးတယ်အဲ့လိုလုပ်တဲ့အခါဘာထူးခြားပြောင်းလဲလာလဲဆိုတော့အရင်တော့ခဏခဏဒေါသထွက်တတ်တာတွေပျောက်ကုန်တယ်ဘယ်လိုရုံးရင်းဆန်ခတ်အခြေအနေမျိုးမှမဆိုတည်တည်ငြိမ်ငြိမ်ရှိလာနိုင်ခဲ့တယ်အဲ့တော့ကျွန်တော်ဒီမှာ meditation လုပ်တာနဲ့ပတ်သက်ပြီးတော့ guideline လေး9ချက်ကိုကျွန်တော်ပြောကြည့်မယ်ပေါ့နော်လိုက်လုပ်ကြည့်လို့ရတယ်ပထမဆုံးတစ်ချက်ကဘာလဲဆိုတော့ energy check အခုကိုယ့်ရဲ့ energy ကိုကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့ energy ကိုအစင်းသတ်မှတ်လိုက်1ကနေ10အထိ energy ဘယ်လောက်ရှိလဲဆိုတာမှတ်ထား
နောက်ပြီးရင်အဆင့်2ကတက်တောင့်တက်တာ relax ဖြစ်နေရာတစ်ခုမှာထိုင်လိုက်ခန္ဓာကိုယ်တင့် ready ပျော့ပြောင်းလုံးဝတောင့်တင်းနေတဲ့ကြောရိုးတောင့်တင်းနေတာဘာညာမရှိစေရပဲနဲ့တက်တာတဲ့အနေအထားမျိုးထိုင်လိုက်နံပါတ်3အသက်ရှူတံကိုနားထောင်အသက်ရှူသွင်းမှာအသက်ရှူထုတ်ပါဘိုင်းနဲ့ရင်ဘတ်နဲ့နှိမ့်လိုက်မြင်လိုက်ဖြစ်လာတာကိုတတိပြုဒါမှမဟုတ်နှာသီးဝမှာဝင်လေထွက်လေကိုတတိပြုထားနောက်ပြီးရင်ကိုယ်ပတ်ဝန်းကျင်ကအယောင်တွေပုံစံတွေကိုဘာမှမစဉ်းစားဘဲနဲ့ဒီတိုင်းကြည့်ပြီးရင်မျက်လုံးပြန်မှိတ်လိုက်နောက်ပြီးတော့ကိုကြားနေရတဲ့အတန်တွေကိုနားထောင်အသက်ရှူတံကိုလည်းပြန်ကြောင်းနားထောင်နောက်တစ်ဆင့်ကခန္ဓာကိုယ်မှာတင်းကျပ်နေတဲ့နေရာရှိလားဘယ်နေရာမှာဘာဖြစ်နေလဲဆိုတော့စမ်းစစ်ပြင်ဖို့မဟုတ်ဘူးနော်ပြင်စရာမလိုဘူးဘာဖြစ်နေလဲဆိုတာသိအောင်ပဲသတိထားလိုက်နောက်ဆုံး final check အနေနဲ့မျက်လုံးကိုပြန်ဖွင့်ပြီးတော့ကိုယ့်ရဲ့စိတ်စွမ်းအင်အဆင့်ကိုပြန်စစ်ကြည့်စောစောကထက်ကိုယ်စိတ်ထဲမှာဘယ်လောက်ထိ energy တိုးလာလဲဆိုတော့ပြန်စစ်ကြည့်တတိရှိအသက်ရှူနေတာကတရားမှတ်တာပဲအလုံးလုံးနေလဲတတိရှိလုပ်ပါဒါကတရားမှတ်ခြင်းတမထကျင့်စဉ်ပဲတနေ့ကို9မိနစ်ကနေစပြီးတော့ရက်30လောက်စမ်းသက်ကြည့်ဖို့ကျွန်တော်တိုက်တွန်းပါတယ်အခုအပိုင်း2မှာတော့ကျွန်တော်တို့ဘဝမှာလိုအပ်တဲ့ vibration တွေကိုမြင့်တက်လောင်လှုပ်ဆောင်ရမယ်နည်းလမ်းလေးအချို့ကျွန်တော်ပြောပြပေးခဲ့တာပါအဲ့ဒီအချက်ကိုလိုက်နိုင်ရင်ကျွန်တော်တို့ဘဝမှာပုံပျော်ရွှင်တဲ့နေ့ရက်တွေပိုင်ဆိုင်နိုင်မှာပါအဲ့တော့လိုက်နိုင်ကြပါစေလိုက်ပြီးတော့လုပ်နိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းပါတယ်ဗီဒီယိုလေးကိုတော့ကြံ like and share လေးလုပ်ပေးပါမေးနေအောင်เนาะနောက်ထပ်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့ self development video တွေတင်ပေးသွားမှာမို့လို့ subscribe လေးလုပ်ထားပေးပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်